မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရေးနည်းမြန်မာသားဖန်နည်းနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဒွါတက်တမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့အတန်အနှေးအမြန်သဘောတရားဆိုတဲ့အခန်းလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်စကားပြောတဲ့နေရာမှာလူတစ်ယောက်ကစကားပြောနှုံးဟာနော်မြန်နေသလားအလွန်ပဲမြန်နေသလားအလွန်ပဲနှေးနေသလားအနေတော်လားနော်ဆိုပြီးတော့ရင်မေးစရာမေးခွန်းလေးတွေရှိပါတယ်နော်လူတစ်ယောက်စကားပြောတဲ့နေရာမှာအရန်ကြီးပဲမြန်ကြီးပြောနေတာကိုတွေ့မြင်ရသလားအရန်ကြီးပဲနှေးလေးနဲ့ပြောနေတာကိုတွေ့နေရသလားအနေတော်မနှေးမမြန်ပြောနေတာကိုတွေ့နေရသလားဒါဆိုရင်အဲ့လိုစကားပြောတဲ့စကားပြောနှုံးကိုကြည့်ပြီးတော့ပုံမှန်စကားပြောနှုံးကနော်မြင်မြရှိသနည်းဆိုတဲ့မေးခွန်းလေးနော်ထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုပုံမှန်စကားပြောနှုံးဆိုတဲ့မေးခွန်းရဲ့အဖြေကိုသိရှိဖို့ကတော့နော်လွယ်မှာမဟုတ်ပါဘူးအဖြေအလုံးကနော်အဖြေအလုံးကတော့တစ်ခုခုအပေါ်မှာမူတည်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီတစ်ခုခုဆိုတာဘာလဲဆိုတော့ဆက်ဆက်မှုဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်သင်ဟာစကားပြောတဲ့နေရာမှာစကားပြောကောင်းသလားဆိုးသလားဆိုတဲ့နော်အချက်အလက်ကတော့နော်ထိုအဲ့ဒီဆက်နေတဲ့သဘောတရားတွေပေါ်မှာမူတည်ပြီးတော့နော်သင်ရဲ့စကားပြောတာကောင်းသလားဆိုးသလားဆိုတာကိုခွဲခြားစိတ်ဖြာနိုင်မှာဖြစ်ပါတယ်နော်သင်စကားပြောလိုက်တဲ့စကားကိုလူအများကနားထောင်ပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်နော်ဒီကိစ္စရဲ့အဓိကနော်သဘောတရားကတော့နော်သင်ရဲ့စကားပြောနှုံးကြောင့်ပဲဖြစ်ပါတယ်စကားပြောနှုံးကိုနော်စကားပြောနှုံးဆိုတဲ့နေရာမှာနော်သင်စကားပြောတာမြန်နေလို့သူကနားမလဲတာလားသင်စကားပြောတာနှေးနေလို့နားမလဲတာလားဆိုတဲ့သဘောတရားကိုတွေ့ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်စကားပြောဆိုတဲ့စကားပြောနှုံးတွေကိုတိုင်းတာတဲ့နေရာမှာဘာကိုမူတည်ပြီးတော့တိုင်းတာတယ်လဲနော်ပြောစရာရှိလာတယ်ဒါဆိုရင်စကားပြောနှုံးတွေကိုတိုင်းတာတဲ့နေရာမှာတော့1မိနစ်အတွင်းမှာပြောတဲ့စကားလုံးအရေးအတွက်တွေနဲ့တိုင်းတာတာဖြစ်ပါတယ်သိပ္ပံနိကျတိုင်းတာတွက်ချက်တဲ့စကားတွေအရာတော့စကားပြောနှုံးဆိုတာပြောသူတူးချင်းရဲ့ယဉ်ကျေးမှုတွေပထဝီဝင်အနေအထားတွေနောက်ပြောဆိုတဲ့အကြောင်းအရာတွေဝေါဟာရရွေးချယ်ပုံတွေနဲ့အဲ့ဒီရွေးချယ်ထားတဲ့ဝေါဟာရတွေကိုအသုံးပြုတဲ့ပုံတွေနောက်တစ်ခုကဘာသာစကားတက်မြောက်ကျွမ်းကျင်မှုတွေနောက်စကားပြောတဲ့နေရာမှာရက်တဲ့နေရာမှာရက်တာတွေနားတဲ့နေရာမှာနားတာအသုံးပြုတဲ့ပုံတွေနောက်တစ်ခုကကြားမှာအသက်အပိုင်းအခြားအရာနော်စိတ်လှုပ်ရှားမှုအခြေအနေတွေနောက်ကျန်းမာရေးအခြေအနေတွေနဲ့အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်နော်ကြားနာတဲ့သူတွေရဲ့အမျိုးအစားနဲ့နော်အဲ့ဒီကြားနာတဲ့သူတွေရဲ့မူလအခြေခံဘာသာစကားဒါမှမဟုတ်မိခင်ဘာသာစကားကိုသုံးနှုန်းတဲ့အပေါ်တွေမှာမူတည်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ပြန်ပြီးတော့ကြည့်ရအောင်နော်ဒီလိုသိပ္ပံနိကျတိုင်းတာတွက်ချက်တိုင်းတာတဲ့နေရာမှာစကားပြောတဲ့သူဟာနော်စကားပြောတဲ့သူရဲ့ယဉ်ကျေးမှုအခြေအနေသူဟာစကားပြောတဲ့နေရာမှာယဉ်ကျေးမှုရှိသလားနော်အဲ့အခြေအနေတွေကိုလည်းနော်တိုင်းတာတယ်နောက်တစ်ခုကကိုယ်စကားပြောတဲ့နေရာရဲ့ပထဝီဝေအနေအထားကိုလည်းနော်လေ့လာစမ်းစစ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကပြောဆိုတဲ့အကြောင်းအရာလည်းစကားပြောတဲ့နှုံးကိုတိုင်းတာတဲ့နေရာမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်နောက်တစ်ခုကဝေါဟာရနော်ရွေးချယ်တဲ့အသုံးပြုတဲ့ပုံဝေါဟာရဆိုတဲ့နေရာမှာနော်သူကစကားလုံးတွေကတော်တော်လေးနဲ့ပြောတဲ့ဝေါဟာရဝက်ကြတွေရှိတယ်နောက်ရှည်ရှည်ပြောတဲ့ဝက်ကြတွေရှိတယ်နောက်တစ်ခုကရိုးရှင်းတဲ့ဝက်ကြတွေရှိတယ်အဲ့ဒီဝေါဟာရအသုံးအနှုန်းတွေပေါ်မှာမူတည်ပြီးတော့ရင်လဲစကားပြောနှုန်းအတိုင်းအတာကိုနော်တိုက်တာကြတာဖြစ်တယ်နောက်တစ်ခုက
နော်ဘာသာစကားတက်မြောက်ကျွမ်းကျင်မှုကိုပြောလိုက်တဲ့နော်ဘာသာစကားဟာနားထောင်တဲ့သူနော်နားထောင်တဲ့သူရဲ့အမျိုးအစားနဲ့တူမယ်နော်တူမယ်ဆိုရင်ပထမအချက်နောက်တစ်ခုကကိုပြောလိုက်တဲ့ဘာသာစကားရဲ့နော်အရက်အနာရနာနော်အသုံးပြုတဲ့အခြေအနေနော်မှန်ကန်မယ်နောက်တစ်ခုကနော်တချို့တွေနော်ယောက်ျားလေးတွေမိန်းကလေးတွေစကားပြောတဲ့နေရာမှာနော်ကြားမှပြဿနာကြားတွေအများပါရင်လေတုံလုံးတက်တယ်လို့မိန်းကလေးတွေပြောတဲ့ယောက်ျားလေးတွေပြောတဲ့နေရာမှာမိန်းကလေးတွေများပါရင်လေတုံလုံးတက်တယ်ဆိုတဲ့စိတ်လှုပ်ရှားမှုအခြေအနေအရာလေသူကနော်စကားပြောတဲ့နေရာမှာနော်ဒီမူတီးနေတာကိုတွေ့ရတယ်နော်ဒါဆိုရင်ဒီလိုကွဲပြားခြားနားတဲ့အခြေအနေတွေကိုဘယ်လိုနှုံးနဲ့သတ်မှတ်တယ်လဲနှုံးနေနဲ့သတ်မှတ်ထားတယ်နော်စကားပြောနှုံးနေရဲ့သတ်မှတ်ချက်တွေကိုလေ့လာကြည့်ရအောင်ဒါဆိုရင်ပထမဆုံးအနှင်းနှုံးဆိုတာကတော့တာမန်ပုံမှန်ပြောတဲ့နှုံးနော်သူကတော့1မိနစ်ကိုနော်စကားလုံးအရေးအတွက်က130အောက်နှိမ့်ကြတဲ့စကားပြောနှုံးနဲ့ပြောတဲ့သူနော်ဥပမာအဖြစ်နော်သူကစကားနဲတဲ့သူလို့ပြောရမှာဖြစ်ပါတယ်စကားပြောနဲတဲ့သူလို့ပြောရမှာဖြစ်တယ်နောက်တစ်ခုကအပြန်အလှန်တယောက်နဲ့တယောက်အပြန်အလှန်ပြောဆိုတဲ့နေရာမှာ1မိနစ်အတွင်းပြောတဲ့စကားလုံးအရေးအတွက်ကနော်အနည်းဆုံး120နဲ့အများဆုံးက160နဲ့200ကြားထဲမှာနော်စကားပြောတဲ့သူနောက်တစ်ခုကနော်ရေဒီယိုအတန်လွှင့်ချက်ဒါမှမဟုတ်အင်တာနက်အတန်လွှင့်ချက်အတွက်ဆိုလို့ရှိရင်တော့1မိနစ်အတွင်းမှာပြောတဲ့စကားလုံးအရေးအတွက်ကတော့150နဲ့160နှုန်းကြားထဲမှာရွတ်ဖတ်ပြောဆိုရတာကိုလေ့လာတွေ့ရှိရမှာဖြစ်တယ်နောက်တစ်ခုကလေလံပွဲတွေမှာတော့နော်လေလံဖြစ်တဲ့သူနော်ဒီလေလံပွဲကိုကြော်ညာတဲ့သူဒါမှမဟုတ်ရုပ်မြင်သံကြားရေဒီယိုကနေဓာတ်ရိုက်ထုတ်လွှင့်အစီရင်ခံရတဲ့သူတွေဆိုလို့ရှိရင်တော့သူတို့ဟာ1မိနစ်အတွင်းမှာသူတို့ပြောတဲ့စကားအရေးအတွက်က250နဲ့400အတွင်းနော်ပြောကြားသွားရတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်နော်ရေဘူးရအဖြစ်ဆိုရမယ်ဆိုရင်တော့လူတွေဟာနော်ကိုပြောလေပြောထရှိတဲ့ပြောနှုံးတွေကိုသတိမမူတတ်ကြဘူးနော်သူပြောတဲ့စကားနော်နားထောင်တဲ့သူကအလွယ်တကူနားလည်လို့ရှိရင်တော့နော်ပြောင်းလဲပြောဆိုဖို့မလိုအပ်ဘူးလို့ထင်တယ်ဒါမှမဟုတ်ဖဲနဲ့သူပြောတဲ့စကားဟာနော်နှင်းလွန်းသွားရင်ဒါမှမဟုတ်မြန်လွန်းလို့နော်တခြားနားထောင်တဲ့သူစိမ်းကနော်နားမလဲဘူးဆိုလို့ရှိရင်တော့ဒီသူပြောတဲ့စကားနှုံးတာကိုပြောင်းလဲပြင်ဆင်ဖို့လိုအပ်လာပြီဆိုတာကိုတော့သတိပြုရမှာဖြစ်ပါတယ်အဲ့လိုပဲနော်ကိုပြောတဲ့စကားကိုနားထောင်တဲ့သူပရိသတ်အပြောင်းအလဲတွေရှိလာပြီပရိသတ်တွေများလာပြီနောက်တစ်ခါစကားပြောရတဲ့ရည်ရွယ်ချက်တွေအပြောင်းအလဲရှိလာပြီဆိုလို့ရှိရင်တော့စကားပြောနှုံးကနော်ပြန်ပြီးတော့သတိပြုပြီးတော့နော်မြန်ပြောသိရင်ပြောရမယ်ဆိုပြီးတော့ရင်စကားပြောနှုံးကိုသတိပြုပြီးတော့နော်ပြောဆိုရမှာဖြစ်ပါတယ်နော်တာရကအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့နိုင်ငံတစ်ခုရဲ့ဒေတာနော်တစ်ခုကနေတခြားအရက်ဒေတာတစ်ခုကိုပြောင်းရွှေ့သွားရမယ်ဆိုလို့ရှိရင်နော်နှင်းပြောတဲ့ဒေတာကနေပြီးတော့မြန်ပြောတဲ့အလေးရှိတဲ့အရက်ဒေတာကိုရောက်ပြီဆိုလို့ရှိရင်နော်အဲ့ဒီမှာစကားပြောတဲ့အလေးအထကမတူတော့ဘူးလူတွေရဲ့တုံ့ပြန်မှုတွေဟာစပြီးတော့ရလာပြီနော်နှင်းပြောတတ်တဲ့သူရဲ့စကားကိုမြန်ပြောတတ်တဲ့သူကနားမလည်ဘူးဆိုတာကိုစင်ကျင်မိလာပြီနော်အဲ့လိုစင်ကျင်မိလာပြီဆိုရင်လေယူလေသိမ့်မတူတာနော်ကိုစကားပြောတဲ့စကားကိုတစ်ဖက်သူနားမလဲဒါနော်ဒါကိုစင်ကျင်မိလာပြီဆိုရင်ကိုပြောတဲ့စကားရဲ့နော်ပြောနှုံးကိုသတိပြုရတော့မှာဖြစ်ပါတယ်နော်တင်ရဲ့အတန်ထွက်ပုံနားထောင်တဲ့ပရိသတ်အတွက်အခက်အခဲဖြစ်နေမယ်ဆိုလို့ရှိရင်စကားပြောနှုံးကိုရှော့ချပြီးတော့ပြောဆိုခြင်းကများစွာအထောက်အပံ့ဖြစ်နော်ပေးသွားမှာဖြစ်ပါတယ်အထောက်အပံ့ဖြစ်လိမ့်မယ်ဖြစ်ပါတယ်နော်နောက်တစ်ခုကတော့
ပြောရတဲ့အကြောင်းအရာကိုလိုက်ပြီးတော့နားထောင်တဲ့ပရိသတ်တွေရဲ့နားထောင်နိုင်စွမ်းကိုလိုက်ပြီးတော့စကားပြောတဲ့နှုံးကိုတသမတ်ထဲမထားဘဲနဲ့လိုက်ဖက်ညီတဲ့နော်ပြောနှုံးဖြစ်အောင်လို့စီလျော်အောင်ပြောင်းလဲပြီးတော့အသုံးပြုနိုင်တဲ့စွမ်းရည်ဟာစကားပြောတဲ့နေရာမှာအရေးအကြီးဆုံးစွမ်းရည်ဖြစ်ပါတယ်ဒီစကားပြောတဲ့နော်ပုံစံကတော့သေးသေးချာချာနော်လေ့လာပြီးတော့အသုံးပြုရမယ်နော်အရေးကြီးတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်ကဲဒါလေးကတော့ဓဝါဒတမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့နော်စကားပြောနှုံးကိုစကားပြောနှုံးကိုလေ့လာသိရှိနိုင်တဲ့အခန်းအတန်ရဲ့အနည်းအမြန်သဘောတရားလေးတွေကိုလေ့လာသိရှိနိုင်မဲ့အခန်းကိုနော်သင်ကြားရမှာဖြစ်ပါတယ်အတန်ရဲ့အနည်းအမြန်သဘောတရားလေးတွေကိုလေ့လာရမယ်အခန်းပဲဖြစ်ပါတယ်ဓဝါဒတမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့အတန်အနည်းအမြန်သဘောတရားဆိုတဲ့အခန်းပဲဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်